ခဲ့နိုင်ပေမဲ့ဒီခါလက်ပြအကြောင်းကိုပဲကျွန်တော်ဒီနေ့ဝင်များဖို့စင်ကြင်ဖို့ရွေးချယ်ထားတာဖြစ်တယ်ဒါပေမဲ့ဒီနေ့အတွက်ပေးထားတဲ့ခေါင်းစဉ်ကတော့တောင်ပေါ်ကရန်သူများနော်တောင်ပေါ်မှာရှိတဲ့ရန်သူတွေအကြောင်းကိုကျွန်တော်တို့နှုတ်ကပတ်တော်အပြင်လေ့လာသွားမှာဖြစ်တယ်ဆိုတော့ခုနပြောသလိုမျိုးဒီလထဲမှာဆိုလို့ရှိရင်အထူးသဖြင့်ကျွန်တော်တို့ကာလပြည့်ဆူတောင်း give me this mountain ဤတောင်ကိုကျွန်တော်အားပေးပါဆိုပြီးမှသူဆူတောင်းခဲ့တာဖြစ်တယ်သူ့အကြောင်းအရာတော့ကျွန်တော်အားလုံးသိပြီးသားပါသူ့အသက်အရွယ်ဘယ်အရွယ်မှာသူဆူတောင်းခဲ့တာလဲအသက်က85မှာတောင်းတာပြီးလို့ရှိရင်လွန်ခဲ့တဲ့နှစ်ပေါင်း45တုန်းကသူရခဲ့တဲ့ဂတိကိုသူကပြန်တောင်းနေတာဖြစ်တယ်ဒီမှာတခုပြောစာရှိတာကအသက်ကလည်း85ရောက်ပြီသူရဲ့သက်တာကိုပြန်ကြည့်တဲ့အခါမှာတောင်းစရာဘာမှမရှိတော့ဘူးပြီးသားလည်းရေတွက်လို့မကုန်ဘူးမထိုက်တန်ပဲရတာထပ်တောင်းဖို့မှမရှိဘူးလို့ပြောလို့ရတဲ့အနေအထားဖြစ်တယ်ဒါပေမဲ့သူကတေခါနဲ့အဖိုးကြီးအရွယ်ကဤတောင်းတော့ရအောင်ငါယူခြင်းတယ်ပေးပါဆိုပြီးမှသူမရမကထပ်ပြီးတော့တောင်းနေတာဖြစ်တယ်ဒီတောင်းကိုတောင်းနေခြင်းကသူကပြင်ပကနေတောင်းတာမဟုတ်ဘူးဂတိတော်ပြည်တဲ့ရောက်ပြီးသားဖြစ်တယ်နှုတ်နဲ့ပြားရည်စီးထွက်တဲ့ခန္ဓာပြည်တဲ့ရောက်ပြီးတာတော့မှသူကထပ်၍တာ၍ကောင်းတဲ့အရာကိုတစ်ခုကိုထပ်ပြီးတော့တောင်းဆိုနေတာဖြစ်တယ်လူတယောက်အကြောင်းနဲ့ကျွန်တော်နိုင်ရှင်းခြင်းတယ်ဓမ္မသစ်ထဲမှာပျောက်သောသားစဉ်းစားကြည့်အောင်နော်ခါလက်ကတောင်းတာကအဖိုးကြီးအရွယ်မှာခန္ဓာပြည်တဲ့ရောက်ပြီးသားတော့မှနောက်ထပ်တစ်ခုကိုတောင်းတယ်ပျောက်သောသားတောင်းတာကဘာလဲသူ့ဝေစုပဲတောင်းတာနော်သူ့အကိုရဲ့ဝေစုတော့မပါဘူးအဖေကျွန်တော်ရသင်ရထိုက်တဲ့ဝေစုကိုပေးပါတော့ဆိုပြီးတော့တောင်းတာဘယ်သူကလောဘပူကြီးလဲဘယ်သူကဖခင်ရဲ့နှလုံးတော်နဲ့ပူထိတွေ့တယ်လဲသူတောင်းတာကတိတိလေးသူများဥစ္စာလဲလူမယူဘူးသူ့အဖေကိုသူတောင်းတာအဖေကျွန်တော်ရသင်တဲ့ဝေစုကိုခွဲတန်းကိုအမွေကိုပေးပါတော့ဆိုပြီးမှတောင်းကြုံပဲဖြစ်တယ်ဒါပေမဲ့ဒီအရာကဖခင်ရဲ့နှလုံးသားကိုကြေခွဲစေတယ်ဒါပေမဲ့ဒီတစ်ဖက်ချမ်းမှာခါနာန်ပြည်ထဲရောက်ပြီးတာတော့မှနောက်ထပ်ဆုတစ်ခုကိုတောင်းတဲ့အရာကသူ့နှလုံးသားကခမေးတော်ရဲ့နှလုံးသားကိုကျဉ်တတ်စေတယ်ဘာကွာခြားချက်ရှိလဲပြီးလို့ရှိရင်နောက်ထပ်လူနှစ်ဦးကိုနိုင်ရှင်ခြင်းတယ်ယာဘက်ဒီတော်တွင်မှာလဲကျွန်တော်တို့ကြားရကောင်းကြားရနိုင်တယ်ဂျာဘက်ဆရာကြီးကလည်းပြီးခဲ့တဲ့အချိန်တုန်းကဒီအကြောင်းကိုသူဝင်မြဘူးတယ်ဆိုတော့ယာဘက်သူ့ရဲ့နာမည်အဓိပ္ပာယ်ကဘာလဲနာကျင်ခြင်းခါတီးခြင်းကန်ဆူးခြင်းဘာဖြစ်လို့လဲဆိုတော့သူ့အမေကသူ့မွေးတဲ့အခါမှာဒုက္ခကြီးစွာခံရတဲ့အတွက်ကြောင့်နာမည်တော်ကောင်းကောင်းမမဲ့ပေးဘူးပြီးလို့ရှိရင်သူ့အကြောင်းလဲကျမ်းစာထဲမှာအများမပါဘူးဒါပေမဲ့သူ့အကြောင်းရာယူဒအနွယ်တွေရဲ့မျိုးရိုးစင်ဆက်ကိုနာမည်စီလိုက်ပြီးမှတခုချင်းစီလိုက်ပြီးမှသူ့နေရာရောက်တဲ့အခါမှာသူ့ညီအကိုတွေထက် honorable တာ၍နှစ်သက်ဖွယ်ကောင်းတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့သူကဆုတောင်းတယ်တဲ့သူတောင်းတဲ့အရာကဘာလဲကိုရောကျွန်တော်ကိုအစဉ်ကောင်းကြီးပေးပါမြန်မာကျမ်းစာမှာအစဉ်ကောင်းကြီးပေးပါအင်္ဂလိပ်ကျမ်းစာမှာ bless me indeed ကိုရောမပေးလို့မရဘူးနော်ကျွန်တော်ကောင်းကြီးပေးမှဖြစ်မယ်နော်ပြီးလို့ရှိရင် तू နောက်ထပ်တစ်ခုတောင်းတာကပါလေအကျွန်ုပ်ရဲ့နေရာကိုကျယ်ဝန်းစေပါလောဘကြီးရဲ့နော်အမှန်တော့လောဘကြီးရနော်အကျွန်ုပ်ရဲ့နေရာကိုတော့အတွက်တောင်မဟုတ်ဘူး तू တောင်းတာက my territory အကျွန်ုပ်ရဲ့နေရာကိုကျယ်ဝန်းစေပါတဲနေရာကိုချဲ့ပေးပါဆိုပြီးမှ तू ဆုတောင်းတာဖြစ်တယ်အားလုံးသိပြီးသားပါဒီဆုတောင်းချက်ကဘုရားကိုအယံကျင့်တတ်စေတဲ့အတွက်ကြောင့်နောက်ထပ်အပိုင်ငယ်တစ်ခုတောင်မှမချဘဲနဲ့ဘုရားသခင်ကသူတောင်းတဲ့ဆုကိုပေးတယ်လို့ပဲရေးလိုက်တယ်ဘာဖြစ်လို့ရတာလဲတောင်းလို့ရတာသူနဲ့နိုင်ရှင်ချင်တာကလောတ
လောတာကကျမ်းစာထဲမှာရိုးရိုးရှင်းရှင်းပဲရေးထားတယ်သူကမွေးမြူရေးလောက်ကင်တဲ့လူဖြစ်တဲ့အတွက်ကြောင့်ရေကောင်းကောင်းရတဲ့ခြိုင်ဝန်းနာနေရာကောင်းလေးကိုကြည်ပြီးမှတဲ့ကျမ်းစာကဘယ်လိုပြောထားလဲဆိုတော့တောတော်မြို့တိုင်အောင်တဲကိုနေရာရွှေ့ရွဲ့နေထိုင်လေ၏ချဲ့တာတော့မဟုတ်ဘူးသူတဲကိုချဲ့တာတော့မဟုတ်ဘူးနေရာပဲရွှေ့လိုက်တာဘယ်သူကဖျားကိုကျင့်နေစင်မယ်လို့ထင်လဲလောဘတကြီးနဲ့ကျွန်ုပ်ရဲ့နေရာကိုကျယ်ဝန်းစေပါဆုတောင်းတဲ့ယာဘက်ကဖျားရဲ့စိတ်တော်နဲ့တွေ့ပြီးမှသူများဥစ္စာတော်မလူပဲနဲ့သူတဲနေရာကိုရွှေ့ယုံလေးပဲရွှေ့သွားတဲ့လောတာကသူပျက်စီးခြင်းအတွက်သူလမ်းစားရောက်နေတာဖြစ်တယ်နောက်ထပ်လူနှစ်ဦးနိုင်ရှင်ခြင်းတယ်အေလိရှဲကျွန်တော်ဒီအကြောင်းအသိပြသားဖြစ်တဲ့အတွက်ကြောင့်ပုံမှန်လိုပဲဖြစ်နေတာတကယ်လက်တွေ့အတွက်စဉ်းစားကြည့်တဲ့အခါမှာကျွန်တော်သာတောင်းမဲ့လူဆိုရင်တော်တော်မျက်နှာပူမယ်လို့ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ဆရာသမားအေလိယစီမှာသူတောင်းတာကပါလေ။သူ့ရဲ့ခေါင်းကြီးဝိညာဉ်နစတနည်းပြောမယ်ဆိုလို့ရှိရင်တာဥအရာကိုတောင်းနေခြင်းဖြစ်တယ်။ပြီးလို့ရှိရင်နောက်တနည်းဒီခက်လူမျိုးကျွန်တော်တို့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဆရာအထက်ကျွန်တော်တာခြင်းတယ်လို့ပြောတာသူဆရာကိုကြော်တော့မဖြစ်နိုင်ဘူးကျွန်တော်ဆရာခြေဖြားလေးပဲမိရင်ကျင်တတ်ပါပြီမဟုတ်ဘူးသူပြောတာကကျွန်တော်ဆရာထက်နဆတာခြင်းတယ်အိတ်စုကိုပေးပါအရန်ရဲချင်းတယ်နော်ပြီးလို့ရှိရင်အာမနာတန်းတောင်းတဲ့ဆုတောင်းတော့ပြီးလို့ရှိရင်သူ့ဆရာသမားကပြောလာမင်းတောင်းတဲ့ဆုကတော့ခက်ခဲသောအရာဖြစ်တယ်သွားပြန်တော့လုံးမပြောဘူးဒါပေမဲ့ရအောင်စီစဉ်ပေးမယ်ကျွန်တော်ကျမ်းစာကိုပြန်အလန်လေ့လာကြည့်တဲ့အခါမှာဆုတောင်းတာတအားကြီးလွန်းလို့ဘုရားညင်းတဲ့လူတယောက်မှမရှိဘူးအာမင်အာမင်ဘာလို့လူတယောက်ကတသက်မှာ9 ခါပဲတောင်းရမယ်ဆိုပြီးဘုရားကမတတ်မထားဘူးကိုနေရာစံယုံလောက်ပဲတောင်းရမယ်ဒီထက်ပိုကျဲတာကိုမတောင်းရဘူးဆိုပြီးတော့လည်းမကန့်သတ်ထားဘူးပြီးလို့ရှိရင်အရန်ခွန်အားရစရာကောင်းတာကအဲ့လောက်ဆုတောင်းတာကြီးလေဘုရားကနှစ်သက်လေဖြစ်တယ်ဘုရားရဲ့စိတ်တော်မတွေးတဲ့လူတွေကမတောင်းတဲ့လူတွေပြီးလို့ရှိရင်ပေးရသားနဲ့မယူတဲ့လူတွေခဏနေကြလဲကျွန်တော်ပြောမယ်ဣတရေလအနွယ်12နွယ်ထဲမှာ tribe of Dan အနွယ်ကဖယားကသူတို့ကိုပေးထားတဲ့မြေကွက်ရှိတယ်နေရာရှိတယ်တကယ်ကောင်းသောနေရာဖြစ်တယ်ဒါပေမဲ့သူတို့ကစစ်မတိုက်ချင်တဲ့အတွက်ကြောင့်စစ်တိုက်စားမရှိတဲ့ဖက်ကိုသွားယူလိုက်တာအဲ့မှာဣတရေလအနွယ်ထဲမှာရုပ်ထုကူးကွယ်ဖို့ပထမဆုံးမိတ်ဆက်ပေးတဲ့အနွယ်ကဒီဒန်အနွယ်ဖြစ်လာတယ်ပြီးလို့ရှိရင်ဗျာဒိတ်ကျမ်းခန်းကြီး9ထဲမှာမျိုးရိုးစင်ဆက်အနွယ်အလိုက်နာမည်စင်းပြန်ရေးထားတဲ့ဒီအနွယ်မပါတော့ဘူးဖျားပေးတာကဒီဘက်ချမ်းခက်ကောင်းခက်နိုင်တဲ့ဒါပေမဲ့အကောင်းဆုံးကိုပေးတာဒါပေမဲ့ဒီလောက်ကြီးမကြိုးစားခြင်းတော့ဘူးမယုံကန်ခြင်းတော့ဘူးသူများနဲ့ရံမဖြစ်တဲ့လမ်းလွယ်တဲ့လမ်းတအားမယုံကန်ရတဲ့ဒီလွယ်တဲ့ဘက်ချမ်းကိုပဲယူလိုက်မယ်ဆိုပြီးမှသူတို့ဖျားမပေးတဲ့နေရာကိုယူလိုက်ခြင်းဖြစ်တယ်အခုနပြောသလိုမျိုးအေလိရှဲတောင်းတဲ့ဆုတောင်းကတော့တော်တော်ချမ်းတယ်အာမနာတမ်းပဲဆရာထက်တာခြင်းနဲ့နဆတာခြင်းနဲ့အိစုကိုပေးပါကျမ်းစာထဲမှာကျမ်းတက်ပုံကိုယ်တွေကစည်ရင်လှုပ်ကြည့်တဲ့အခါမှာအေလိယအားဖြင့်ဘုရားလှုပ်တဲ့နမိတ်လက္ခဏာက16မျိုးရှိတယ်အေလိရှဲတောင်းတဲ့ဆုတောင်းကဘယ်နှဆလဲနဆ16ရဲ့နဆကဘယ်လောက်လဲ30နှစ်ဆိုတော့အေလိရှဲအားဖြင့်ဘုရားပြုလုပ်တဲ့နမိတ်လက္ခဏာက32မျိုးရှိရဲ့ကျမ်းစာထဲမှာသူတောင်းတဲ့ဆိုတော့သူကောင်းကောင်းရခဲ့တယ်ဘယ်သူနဲ့နိုင်ရှင်ခြင်းလဲဆိုတော့အဲ့အေလိရှဲရဲ့တပည့်ဂေဟာဇီနိုနာဆွဲတဲ့နာမန်ဘူချုပ်ကြီးလာပြီးမှလက်ဆောင်ဒီအများကြီးယူလာပြီးမှယောဂပြောက်ဖို့ဘုရားလူနဲ့လာတွေ့တဲ့အခါမှာအေလိရှဲကထွက်တောင်မတွေ့ဘဲနဲ့ယော်ဒန်မြစ်မှာသွားရေချိုးလိုက်လို့ပဲပြောတယ်ဒါပေမဲ့ဂေဟာဇီကအဲ့လက်ဆောင်ကြီးမြင်တာလေ
ရွှေတွေငွေတွေပြီးလို့ရှိရင်တန်ဖိုးရှိတဲ့အဝတ်စားတွေမြင်တော့တအားလိုချင်တာသူ့ဆရာကလည်းမယူရဘူးလို့ပြောတယ်ဒီအကြောင်းအရာကျွန်တော်အားလုံးသိပြီးသားပါနာမန်ကကျမ်းမာပြီးမှပြန်သွားတဲ့အခါမှာသူ့ဆရာမသိအောင်သူကအနောက်ကနေလိုက်ပြီးမှကျွန်တော်ဆရာကလက်ဆောင်နည်းနည်းလေးသွားတောင်းခဲ့အောင်ပြောလို့သူရတယ်ရတော့အဲ့လက်ဆောင်တွေနဲ့အတူပါရလဲနာမန်ရဲ့နူနာပါသူဆွဲသွားတယ်ဒီနှစ်ခုရှင်ကြည့်လို့ရှိရင်တယောက်ကသူ့ဆရာရဲ့ဘိသိက်နစကိုလိုချင်တယ်နောက်တစ်ဘက်တယောက်ကသူ့ဆရာမလိုချင်ပြီးမှမြင်ကြတဲ့လက်ဆောင်နည်းနည်းလေးကိုပဲလိုချင်တာဒါပေမဲ့ဘသူကဖျားစိတ်တော်နဲ့တွေ့တယ်လဲဘာဖြစ်လို့လဲဘာဖြစ်လို့အဲ့လောက်ကွာခြားရလဲပြီးလို့ရှိရင်ကျွန်တော်အရင်တစ်ခေါက်ဒီမှာဝင်မြဖို့တဲ့ဣတရေလရှင်ဘုရင် Israel King Joas ယေဟောရှဖျားလူကမြေကြီးကိုများနဲ့ရိုက်ပါလို့ပြောတော့သူဘယ်နှခါရိုက်လဲ3ခါပဲရိုက်တယ်ဘာဖြစ်လို့3ခါပဲရိုက်တာလဲမကျင်တတ်ဘူးနဲလွန်းတယ်ဒါပေမဲ့မောရှိကြတော့ကြောက်ဆောင်ကိုသူ့လန်တာနဲ့နှစ်ချက်တိုးလိုက်တာများလွန်းပြန်ရောဘာလဲအဲ့6တုံးကိုအမိန်ပေးပါလို့ပဲပြောတာဘာဖြစ်လို့နှစ်ခါတော့မှရိုက်တာလဲဟိုမှာ3ခါနဲလွန်းတယ်နှစ်ခါကများလွန်းတယ်ဆိုတော့ကျွန်တော်ကျမ်းစာဖတ်ရအောင်เนาะယောရှုမတ်စာအခန်းကြီး14အပိုင်းငယ်7ကနေ14ကိုအားလုံးအတူတကွဖတ်ရအောင်เนาะတို့ဖြစ်၍ထိုနေ့၌ထာဝရဘုရားမိန့်တော်မူသောဤတောင်ကိုကျွန်ုပ်အားပေးပါဤတောင်ပေါ်မှာအာနကလူရှိကြောင်းကို၎င်းကြီးမားခိုင်ခန့်သောမြို့တို့နှင့်ပြည့်စုံကြောင်းကို၎င်းထိုနေ့၌ကိုတော်သည်ကြားရပြီးတို့ရတွင်ထာဝရဘုရားသည်ကျွန်ုပ်နှင့်အတူရှိတော်မူလျက်အမိန်တော်ရှိသည့်အတိုင်းထိုသူတို့ကိုနှင်ထုတ်ခြင်းကအတတ်ဆွမ်းနိုင်ပါသည်ဟုရှောက်ဆို၏ထိုအခါယောရှုသည်ကောင်းကြီးပေး၏ဟေဗြုန်ပြည်ကိုလည်းယေဖုနာဤသားကလည်းအမွေခံစရာအဖို့အပ်ပေးလေ၏ကင်းတဲ့အမျိုးယာဖုနာဤသားကလည်းဒီဣတရေလအမျိုး၏ဖျားသခင်ထာဝရဘုရားနောက်တော်တို့လုံးလုံးလိုက်သောကြောင့်ဟေဗြုန်ပြည်သည်ယနေ့တိုင်အောင်ခါလက်၏အမွေဖြစ်သည်အားလုံးသိပြီးသားပါနံပါတ်1တစ်ချက်ဘာကိုပြောခြင်းလဲဆိုတော့ခါလက်ရဲ့ဆူတောင်းကပါလဲဤတောင်းကိုကျွန်ုပ်အားပေးပါ give me this mountain ချမ်းပိုက်လေးပြပေးပါအောင်ဒါဖတ်ရအောင်တို့ဖြစ်၍ထိုနေ့၌တောင်တလုံးကိုကျွန်ုပ်အားပေးပါအဲ့ဒါကျမ်းစာမဟုတ်ဘူးเนาะကျွန်တော်ပြန်ပြင်ထားတာတောင်တလုံးမဟုတ်ဘူးသူတောင်းတာဘာလဲဤတောင် this mountain that mountain မဟုတ်ဘူး some mountains လည်းမဟုတ်ဘူးဒီတစ်ခုတောင်တလုံးပဲဖြစ်ဖြစ်ရအောင်တစ်ခုစီစဉ်ပေးပါမဟုတ်ဘူးသူက specific အတိအကျဒီတောင်ကိုတောင်းနေခြင်းဖြစ်တယ်ဘာဖြစ်လို့လဲကျမ်းစာထဲမှာကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်ထိုနေ့၌ထာဝရဘုရားမိန့်တော်မူသောဤတောင်ကိုတောင်တစ်ခုမဟုတ်ဘူးကျန်တဲ့တောင်သူမတောင်းဘူးတန်လွင်တောင်ကိုလည်းသူမတောင်းဘူးဘာဖြစ်လို့လဲဘုရားသူ့ဂတိပေးထားတာဒီဟေဗြုန်တောင်ဖြစ်တဲ့အတွက်ကြောင့်ဒီတောင်ကိုသူတောင်းဆိုနေခြင်းဖြစ်တယ်အထူးသဖြင့်ဒီနေ့ပရိသတ်ကဒီလူတွေပဲဖြစ်ပေမဲ့လူငယ်အထူးပြုတဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်လူငယ်တွေကိုပြောချင်တယ်ကိုတောင်မဟုတ်တဲ့ဟာကိုရှောက်မတောင်းနဲ့ဖယားကိုဂတိမပေးထားဘဲနဲ့သူများကိုအားကြလို့ငါလည်းဖြစ်တန်ကောင်းပါရဲ့ဆိုပြီးမှအဲ့စုကိုမတောင်းနဲ့ခါလက်တောင်းတာဒီထာဝရဖယားဂတိတော်ထားတဲ့မိန့်တော်မူတဲ့ဤတောင် this specific သူတောင်းတာ give me a mountain မဟုတ်ဘူး give me mountains လည်းမဟုတ်ဘူးတခုမဟုတ်ဘူးဒီတခု this ဘယ်တခုလဲဖယားကလွန်ခဲ့တဲ့45နှစ်ကသူ့ကိုဂတိပေးထားတဲ့တောင်အတိအကျကိုသူတောင်းဆိုနေခြင်းဖြစ်တယ်အဲ့
အဲ့ဒါကြောင့်အတူချုပ်ပဲပြောမယ်ဆိုလို့ရှိရင်ကာလီကြရင်ခက်စားတဲ့ဟာဒါမှမဟုတ်ကိုမျက်စိရှိမှကိုပတ်ဝန်းကျင်မှာကိုရဲ့တငယ်ချင်းမိတ်ဆွေတွေကြားထဲမှာဒီတယောက်တော်တော်အစင်ပြေသွားတာပဲငါလည်းဖြစ်ကျင်တယ်လို့လိုက်တောင်းလို့ရှိရင်ကိုပြောထားတဲ့တောင်းမဟုတ်နေမှာဆိုရတယ်အဲ့ဒါကြောင့်ဖယားမိန့်ထားတဲ့ဤတောင်းကိုကျွန်ုပ်ကိုပေးပါတောင်းတတ်ဖို့ဖြစ်တယ်အဲ့ဒါကပထမဆုံးအချက်ဖြစ်တယ်ဒုတိယအချက်ကခါလက်တောင်းတဲ့တောင်းကဘာတောင်းလဲဟေဘရုန်တောင်းဖြစ်တယ်ဟေဘရုန်တောင်းမှာဘာထူးခြားချက်ရှိတယ်လဲဆိုတော့အာဗြဟံကဒီနေရာမှာရစ်ပလင်တည်တဲ့နေရာဖြစ်တယ်ပထမဆုံးချက်ပြီးလို့ရှိရင်အာဗြဟံကဒီတိုင်းပဲရစ်ပလင်တည်ုံတက်မဟုတ်ဘဲနဲ့ဒီမြေကိုတန်ရာတန်ကြီးပေးပြီးမှပတ်စံနဲ့ပေးဝယ်ပြီးမှသူ့အမျိုးသမီးစာရဆုံးတဲ့အခါမှာတကြူဘူးအပိုင်ဝယ်ထားတဲ့မြေဖြစ်တယ်ပြီးလို့ရှိရင်သူ့ရဲ့သားဖြစ်တဲ့ဣဇက်ပြီးလို့ရှိရင်ယာကုပ်စသဖြင့်သူတို့မှအဲ့မှာနေထိုင်ခဲ့တယ်ပြီးလို့ရှိရင်တကြူတဲ့နေရာဖြစ်တယ်အဲ့ဒါကြောင့်ခါလက်ကဒါလုံးဝအရေးကြီးတဲ့နေရာပဲရှေးယုံကြည်သူတွေအဖိုးတွေအဖွားတွေအဖေတွေဖယားနဲ့တွေ့တဲ့နေရာပဲဆိုပြီးမှသူဒီတောင်ကိုမရရအောင်လူချင်းချင်းဖြစ်တယ်ပြီးလို့ရှိရင်နှစ်ပေါင်းများစွာအဲ့မတိုင်ခင်တရှု12ယောက်စီလွတ်တဲ့ထဲမှာခါနန်ပြည်ကိုအကြည့်ရှုကြွဖို့လေ့လာဖို့သွားတဲ့အခါမှာပထမဆုံးလေ့လာခဲ့တဲ့နေရာကဟေဘရုန်နေရာဖြစ်တယ်အဲ့မှာကလေးကသူတခါတည်းဆွဲသွားပြီပြီးလို့ရှိရင်ဘုရားရဲ့ဂတိတော်လည်းသူကြားရပြီနောက်ပိုင်းကျွန်တော်အားလုံးသိပြီးသားပါနှစ်ပေါင်းများစွာကြာလာတဲ့အခါမှာဒါဝိဒ်ကဒီနေရာမှာပထမဆုံးသူရဲ့နန်းထိုင်ပြီးမှ9နှစ်အုပ်ချုပ်ခဲ့တဲ့နေရာဖြစ်တယ်အဲ့ဆိုလို့ရှိရင်ဟေဘရုန်ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့အတူကောက်ပဲပြောမှဆိုလို့ရှိရင် fellowship ပေါင်းဖော်ခြင်းဖြစ်တယ်မိတ္တဟာယပြုခြင်းဖြစ်တယ်ယင်းနေချောင်းဝင်ခြင်းဖြစ်တယ်ပေါင်းဖော်ခြင်းဖြစ်တယ်ဘာဖြစ်လို့ခါလက်ကဒီတောင်ကိုလိုချင်တယ်လဲဆိုတော့တနည်းပြောမယ်ဆိုလို့ရှိရင်ကိုရောရဲ့အနီးဆုံးကိုရောရဲ့မျက်မှောက်တော်ကိုရောနဲ့မိတ္တဟာယပြုတ်သောနေရာကိုသူလိုချင်တောင်းတနေခြင်းဖြစ်တယ်အာမင်အာမင်ဒါကိုမရရအောင်သူတောင်းဆိုနေတာဖြစ်တယ်ခါနာန်ပြည်မှာနှုတ်နဲ့ပြားရည်စီးတယ်စပစ်ခိုင်မြေကြီးကလည်းကောင်းတယ်အသီးကလည်းကောင်းတယ်ဒါတွေကမကောင်းဘူးမပြောဘူးဖခင်ရဲ့ကောင်းကြီးတွေပဲဒီထဲမှာနေရင်းနဲ့မှသူမရရအောင်ထပ်လိုချင်တဲ့အရာဒီ fellowship မိတ္တဟာယဖြစ်တယ်ဒီတောင်ကိုတော့သူမရရအောင်ယူချင်တာဖြစ်တယ်ဟာလေလုယာနောက်ပိုင်းဘုရားကကျွန်တော်တို့ကိုကောင်းချီးပေးမယ်နိုင်ငံကိုလည်းကောင်းချီးပေးမယ်အရောက်တိုင်းကိုလည်းကောင်းချီးပေးမယ်အယမ်းရှံထွက်လာလိမ့်မယ်ဒီအချိန်မှာကျွန်တော်တို့အလိုချင်ဆုံးဒီသူနဲ့မိတ္တဟာယပြုခြင်းပဲဆက်ပြီးမှဖြစ်နေတဲ့နာဖြစ်တယ်အဲ့ဒါခါလက်တင်ပေးတဲ့အရာဖြစ်တယ်အရင်ကခက်ခဲလွန်းလို့စားစရာမရှိလို့စေခံသွားဖို့ပတ်စံမရှိလို့နေမကောင်းလို့ဖျားမျက်နာကိုရှာပြီးမှဒူးထောက်တယ်အဲ့ဒါလည်းမမအောင်ပြီးလို့ရှိရင်ဘုရားကချမ်းသာခြင်းဖြစ်ပေးတယ်မျက်နှာသာပေးတယ်ချမ်းသာဖို့လည်းဘုရားကလှုပ်ပေးတယ်အစအရာအလုံးစုံအစဉ်ပြင်းနေတဲ့အချိန်မှာနိုင်ငံရေးတွေတအားကောင်းပြီးမှစီးပွားရေးတအားကောင်းပြီးမှဘာမှလူလေသေးမရှိတဲ့အချိန်မှာတော့မှကျွန်တော်တို့ဆက်ပြီးမှတိမ်ပတ်ရပါဒီ Hebron Fellowship မိတ္တာယတောင်ဖြစ်တယ်ဟာလေလုယာဒါကိုမရရအောင်သူလိုချင်နေခြင်းဖြစ်တယ်ဆိုတော့အပေါ်မှာကျွန်တော်လူ2ယောက်အကြောင်းရှင်ပြီးမှပြောသွားတယ်ဘာကွာခြားလဲဘာကြောင့်လဲဆိုတဲ့အဖြေကဒီမှာပျောက်သောသားကသူ့ရဲ့ share သူ့ရဲ့ဝေစုကိုတောင်းနေခြင်းဒီအဖေနဲ့ပူ၍နေဆက်ဖို့လားဝေးသွားဖို့လားဝေးသွားဖို့ဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်အများကြီးတောင်းလို့အဖေကစိတ်ဆိုးတာမဟုတ်ဘူးဝမ်းနည်းတာမဟုတ်ဘူးဂျာဗက်စ်ကသူ့ရဲ့နေရာကိုကျယ်ဝန်းစေခြင်းဒီဖခင်နဲ့ဝေးသွားဖို့မဟုတ်ဘူးဒါပေမဲ့လောတာကတဲနေရာကိုရွှေ့ရုံပဲရွှေ့လိုက်ခြင်းဒီတောရုံမျိုးနဲ့တဖြည်းဖြည်းညီးလာလို့ဖခင်နဲ့ပူပူဝေးသွားလို့ဒီအရာကဖခင်ရဲ့နှလုံးကိုကြေကွဲစေခြင်းဖြစ်တယ်
အဲလိရှဲကတောင်းဆိုတဲ့နဆဝိညာဉ်နဆတောင်းနေခြင်းတွေဘုရားနဲ့ဝေးသွားဖို့မဟုတ်ဘူးဒါပေမဲ့ဂေဟဇီကဒီလက်ဆောင်တွေလိုချင်ခြင်းကဘုရားနဲ့ဝေးသွားဖို့ဖြစ်လာတဲ့အခါမှာဒီအရာကများလွန်သွားခြင်းဖြစ်တယ်အဲ့ဒါကြောင့်ကျမ်းပိုက်လေးအစဉ်ပြေလို့ရှင်ထိုးပေးပါလားအပိုင်းငယ်7ဖတ်ရအောင်နော်တို့ရာတွင်သာရဘုရားသည်အကျွန်ုပ်နှင့်အတူရှိတော်မူလျင်အမိန်တော်ရှိသည့်အတိုင်းထိုသူတို့ကိုနင်ထုတ်ခြင်းကအကျွန်ုပ်တတ်ဆွမ်းနိုင်ပါသည်ဟုရှောက်ဆို၏ဒီနေရာမှာအရန်အရေးကြီးတယ်။ဘာအရေးကြီးတယ်လဲဆိုတော့ကျွန်တော်နင်ထုတ်နိုင်တယ်လို့မပြောဘူး။ခါလီကျန်ကျွန်တော်တို့ကျမ်းစာကို version နဲ့ကိုဖတ်လို့ရှိရင်ဒီကျမ်းစာကိုကျွန်တော်ဘယ်လိုဖတ်တယ်လဲဆိုတော့တို့ရာတွင်အကျွန်ုပ်ဒီထိုသူတို့ကိုနင်ထုတ်ခြင်းကအကျွန်ုပ်တတ်ဆွမ်းနိုင်ပါသည်ကျွန်တော်ပြောတတ်ကြတယ်။ကြားထဲမှာရေးကြည့်တဲ့အရာကအကျွန်ုပ်နဲ့အတူရှိတော်မူလျင်အမိန်တော်ရှိသည့်အတိုင်းအဲ့ဒါကရန်ရေးကြည့်ရဲ့။သူများလည်းလုံနိုင်တာပဲကိုဘာဖြစ်လို့မလုံနိုင်ရမှာလဲ။တခြားလူလည်းခေါင်းတစ်လုံးတည်းမပူဘူး။သူတို့လည်းလက်နှစ်ဖက်ပဲရှိရလေ။ကိုလည်းလက်နှစ်ဖက်ခေါင်းတစ်လုံးရှိရလေ။မဟုတ်ဘူးကျွန်တော်တို့အောင်မြင်ခြင်းကကိုရောအတူပါရှိခြင်းပြီးလို့ရှိရင်ကိုရောအမိန်တော်အတိုင်း on his word သူအမိန်ပေးတယ်ဆိုလို့ရှိရင်အားသိကြတယ်ကျွန်တော်နေထုတ်နိုင်တယ်လို့ပြောနေခြင်းဖြစ်တယ်ကျွန်တော်မှာအတွေ့အကြုံရှိတယ်ကျွန်တော်စစ်တိုက်ပြီးမှကြီးပြင်းလာတာ85ပေမဲ့ငါကောင်းကောင်းလုပ်နိုင်တယ်လို့ပြောတာမဟုတ်ဘူးကိုရောအတူပါရှိလျင်ကိုရောရဲ့စကားတော်အမိန်တော်ပါလေကျွန်တော်နေထုတ်နိုင်တယ်လို့ပြောနေခြင်းဖြစ်တယ်ဒီနေ့လူငယ်တွေကိုအားပေးခြင်းနဲ့တတိလည်းပေးခြင်းနဲ့ confidence ရှိတာကောင်းတယ် self confidence ကခါလီကြရင်ကိုယ့်ရဲ့ဆုံးရှုံးမှုဖြစ်တတ်တယ် God confidence ရှိဖို့အရန်ရေးကြည့်တာဖြစ်တယ် hallelujah ဖယားအတူပါရှိတဲ့အတွက်ကြောင့်ကျွန်တော်လုံနိုင်တယ်ဖယားဂတိပေးထားတာဖြစ်တဲ့အတွက်ကြောင့်ငါရကိုရရမယ်ကြိုးစားရင်ဖြစ်ပါတယ်မဟုတ်ဘူးဖယားစေခိုင်းလို့ရှိရင်ဖြစ်ပါတယ်ကာလည်းရဲ့လေးဝဲချက်ကိုကျွန်တော်ဒီမှာတွေ့ရတာဖြစ်တယ်နောက်ဆုံးအချက်နံပါတ်3တောင်ပေါ်ရှိရန်သူများကျွန်တော်အလုံးသိပြီးသားပါခါနန်ပြည်ကိုဖယားကဂတိတော်ထားတယ်ယူကြပါလို့ပြောပေမဲ့ဒီနေရာကသူများနေတဲ့နေရာဖြစ်တယ်တိုက်ခိုက်ပြီးမှယူရတာဖြစ်တယ်ဒီချက်ပိုင်းကျွန်တော်နားထောင်ပြီးမှခွန်အားယူတဲ့ဆရာတစ်ပါးရဲ့တရားဟောချက်အတူလေးပဲကျွန်တော်ဝင်များခြင်းတယ်သူကဘာပြောလဲဆိုတော့ခါလေးကျန်ကျွန်တော်တို့ကဆူတောင်းတဲ့အခါမှာ object လို့ဆူတောင်းတယ်တဲ့ subject လို့ဆူတောင်းရမှာဖြစ်တယ်တဲ့သူပြန်ရှင်းပြတာက object ဆိုလို့ရှိရင်ဘာမှမလုပ်တတ်ဘူးဆိုတော့ဖုန်းတစ်လုံးဒီမှာဖုန်းတစ်လုံးရှိရဒီဖုန်းကဆူတောင်းမှာဆိုကိုရောကျွန်တော်ကိုအသုံးပြုပါကျွန်တော်ကိုလူများအတွက်ကောင်းချီးဖြစ်စေတော်မူပါကျွန်တော်ကောင်းချီးပေးပါပတ်စံတွေဝင်စေပါဒီဖုန်းကဆူတောင်းတတ်လားမတောင်းတတ်ဘူးခါလေးကျန်ကျွန်တော်ဆူတောင်းတာတက်မဲ့ဝတ်ထုတ်လိုမျိုးကိုရောကျွန်တော်ကောင်းချီးပေးပါတဲ့အိယာထဲမှာမဟုတ်ဘူးလေကိုရောကျွန်တော်ကောင်းချီးပေးပါဆိုလို့ရှိရင်စိုက်ပျိုးရေးလုပ်ရင်လုပ်မယ်လေဖခင်ကဒီစိုက်ပျိုးရေးလုပ်တဲ့နေရာကိုကောင်းချီးပေးပါလေခါလေးကျန်ကျွန်တော်ဘာမှမလုပ်နိုင်ဘူးမတတ်နိုင်ဘူးနှိမ်ချတာမဟုတ်ဘဲနဲ့အပြင်းကြီးတာဖြစ်နေတတ်တယ်ကိုရောကျွန်တော်ကိုအသုံးပြုတ်ပါဆိုလို့ရှိရင်ကျွန်တော်သူအသုံးပြုတ်နိုင်မဲ့ခြေလန်းတလန်းတော့လမ်းရမယ်လေကျွန်တော်အားဖြင့်လူအများကြီးပြောင်းလဲစေပါအိမ်ထဲမှာတနေကုန်နေမယ်ဆိုလို့ရှိရင်ဘယ်သူကမှလည်းစကားမပြောဘူးတက်တယ်လည်းမခံဘူးဆိုလို့ရှိရင်ကိုအားဖြင့်ဘုံတော်ဘယ်လိုထင်ရှားမှာလဲလုပ်ငန်းခွင်ကိုသွားရမှာလေကျောင်းမှာတက်တယ်ခံရမယ်လုပ်ငန်းခွင်မှာကျွန်တော်တက်တယ်ခံရမယ်ဘေးပတ်ဝန်းကျင်မှာတက်တယ်ခံရမယ်အဲ့ဒါမှဒီစုတောင်းကတကယ်ပြည့်နိုင်တာဖြစ်တယ်တောင်ပေါ်မှာရှိတဲ့ရန်သူတွေကဘယ်သူလဲဆိုတော့ယောရှုမဆာအခန်းကြီး15အပိုင်းငယ်14ကိုဖတ်ရအောင်နော်ထိုမြို့တဲကကာလက်ဒီအာနကသား3ယောက်ရှီရှဲအာဟီမန်တာလမဲတို့ကိုနင်ထုတ်သောနောက်
ကျွန်တော်အားလုံးသိပြီးသားပါခါလက်ကဒီတောင်းကိုတောင်းဆိုတဲ့အခါမှာတောင်းတဲ့အတိုင်းပဲဂတိပေးထားပြီးသားဖြစ်တဲ့အတွက်ကြောင့်သူ့ကိုပေးတယ်ဆိုတာကဒီတိုင်းရောက်မင်းယူလိုက်မဟုတ်ဘူးမင်းတိုက်ခွင့်ရှိတယ်ယူလို့ရတယ်တောင်းပေါ်တက်တော့အဲ့မှာတောင်းပေါ်ကဒီတိုင်းနေနေတာမဟုတ်ဘူးအာနကဆိုတာကတကယ် giants တကယ်ကိုစစ်တိုက်တာကျွမ်းကျင်တယ်ပြီးလို့ရှိရင်ခွန်အားဗလာကြီးတဲ့လူတယောက်ရဲ့သား၃ယောက်ဒီမှာရှီရှဲအာဟီမန်တာလမဲကဒီဟေဘရွန်တောင်ပေါ်မှာနေနေတာဆိုတော့ဒီဟေဘရွန်တောင်ကိုလိုချင်လို့ရှိရင်ဒီ၃ယောက်ကိုမောင်းထုတ်မှရမှာတနည်းပြောမယ်ဆိုလို့ရှိရင်ဖျားနဲ့တကယ်ကိုနီးကပ်တဲ့ယင်းနေကြောင်းဝင်ခြင်းမိတ္တာဟာရလိုချင်လို့ရှိရင်ကျွန်တော်တို့မောင်းထုတ်ရမယ့်ရန်သူက၃ယောက်ရှိတယ်ဒီအကြောင်းအရာကိုအနေငယ်ဝင်မြချင်တာဖြစ်တယ်ပထမဆုံးနာမည်ကပါလဲရှီရှဲရှိုင်းသူရဲ့နာမည်အဓိပ္ပာယ်ကဘာလဲဆိုတော့white noble pride ကြည်ကောင်းတယ်တင့်တယ်တဲ့ဂုဏ်အတည်ရှိတယ်ပြီးလို့ရှိရင်ဂုံမောက်ပြီးမှမာနထောင်လွှားခြင်းတဲ့ဟေဘရွန်ဆိုတဲ့မိတ္တဟာယကိုတကယ်လိုချင်လို့ရှိရင်မာနကိုတော့မောင်းထုတ်မှဖြစ်မှာဖခင်ကမာနထောင်လွှားတော့သူနဲ့မိတ္တဟာယမပြုတ်နိုင်ဘူးဆိုတော့အချိန်ပေါင်းမြောက်များစွာကြားခဲ့ပြီးသားပါဒီ pride အကြောင်းကိုကျမ်းစာထဲမှာ Lucifer အလွန်တင့်တယ်ကြည်လို့တင့်တယ်လှပါတယ်သူရဲ့တကူလုံးကလည်းဒီတူရိယပစ္စည်းတွေ pipe တွေနဲ့ပြည့်စုံတယ်အစင်းတရံလည်းတခြားကောင်းကင်တမန်တဲ့ပူလှတယ်ဒါပေမဲ့ဒီအချိန်မှာမာနတစ်ချက်လေးထောင်လွှားခြင်းအပြင်ဘုရားနဲ့မိတ္တာပြတ်ပြီးမှနင်ထုတ်ခြင်းပြစ်ချခြင်းကိုခံရတာဖြစ်တယ်အဲ့ဒါကြောင့်ဟေဘရွန်ဆိုတဲ့မိတ္တာဟာဘုရားနဲ့ယင်းနေချောင်းဝင်ခြင်းမျက်မှောက်တော်ထဲမှာနေရာကျနိုင်ဖို့ကဒီတောင်ကိုတက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်မောင်းထုတ်ရမှာဒီမာနထောင်လွှားခြင်းရှည်ရှဲကိုမောင်းထုတ်ရမှာဖြစ်တယ်အဲ့ဒါမှဒီတောင်ကိုကျွန်တော်ပိုင်ဆိုင်နိုင်မှာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်လောကမှာပထမအဆုံးဖြစ်တဲ့အပြစ်ကဘယ်မှာစဖြစ်တာလဲကောင်းကင်မှာနော်မျက်မှောက်တော်ထဲမှာနော်လူစီဖာရဲ့နှလုံးသားထဲမှာစခဲ့တာအဲ့ဒါကြောင့်ကျွန်တော်အားလုံးလဲဘုရားကျောင်းထဲမှာထိုင်နေရင်းနဲ့အမှုတော်ဆောင်နေရင်းနဲ့တစ်ချိန်လုံး Bible study ပဲလုပ်နေရင်းနဲ့တစ်ချက်လေးမာနထောင်လို့ပြီဆိုလို့ရှိရင်အဲ့မှာ fellowship ပြတ်သွားပြီအဲ့ Hebron တောင်ကိုကျွန်တော်မပိုင်တော့ဘူးအဲ့ဒါကြောင့်ဒီ pride ကိုကျွန်တော်မောင်းထုတ်ရမှာဖြစ်တယ်ဒုတိယနာမည်ကအာဟီမန်ဆိုတဲ့လူကိုလည်းကျွန်တော်မောင်းထုတ်ရမှာဖြစ်တယ်အာဟီမန်ဆိုတာကသူ့ရဲ့အဓိပ္ပာယ်က brother of gift brother of fortune self reliance self entitlement အာကိုအားထားရသောညီအကိုသို့မဟုတ်ကိုပြည့်စုံတယ်လို့ယူဆခြင်းတနည်းပြောမယ်ဆိုလို့ရှိရင်အကူကြီးမတောင်းဆိုခြင်းအကူကြီးမတောင်းလိုခြင်းကိုဟာကိုအားကိုခြင်းဥပမာထားပါတော့ကျွန်ကျမ်းမိုင်မကောင်းပဲနဲ့စေခန်းသွားမယ်ဆရာဝန်နဲ့သွားပြမယ်ဆရာဝန်ကဘာဖြစ်တာလဲဟိုဟာဖြစ်နေဟုတ်တယ်ကျွန်တော်လည်းကိုစမ်းကြည့်တာယောဂါကဒီလောက်ရှိတယ် BP ကဘယ်လောက်ရှိတယ်သူပြောမဲ့ဟာတွေအကုန်လုံးကိုပြောမယ်သူ့ရဲ့ဉာဏ်ပညာသူ့ရဲ့ပညာကိုလက်မခံဘူးအားမကူဘူးဆိုလို့ရှိရင်ကျွန်တော်အဲဒီကနေချမ်းသာချင်းရနိုင်မှာမဟုတ်ဘူးကိုပဲအကုန်လုံးသိပြီးသားတစ်ချိန်လုံးပဲပြီးလို့ရှိရင်ဘသူကမှလည်းမမေးချင်ဘူးဘသူကမှလည်းအားမကူချင်ဘူးသူ့ကိုယ်သူတအားလုံလောက်တယ်လို့ထင်နေခြင်းဒီရန်သူကိုလည်းကျွန်တော်မောင်းထုံမှာဟေဘရွန်ဆိုတဲ့မိတ္တာဟာယကိုရနိုင်မှာဖြစ်တယ်တစ်ချိန်လုံးဘုရားကိုးကွယ်နေပြီမဲ့အနှွေးထွေးတဲ့ဒီမိတ္တာဟာယကိုမခံစားရတာဘာကြောင့်လဲဆိုတော့ခါလီကြရင်ကိုကောင်းတယ်လို့အရန်ကောင်းတယ်လို့ထင်နေခြင်းဖြစ်နေနိုင်တယ်ကျမ်းစာထဲမှာဆိုလို့ရှိရင်ဖာရီရှဲတွေသူတို့တအားကောင်းတယ်လို့ထင်နေတာအဲ့ဒါကြောင့်ယေရှုနဲ့အမြဲတမ်းလွဲချော်သွားတာဒီလိုရှင်ကျမ်းစာထဲမှာဘုရားက
ကိုအားကိုလွန်ခြင်းကိုဘယ်တော့မှမဖြစ်စေခြင်းမို့ကျတော့ကျမ်းစာထဲမှာတွေ့ရတာဂိဒေါန်ဆိုလို့ရှိရင်စစ်သားတွေစုဆောင်းတယ်ပြီးလို့ရှိရင် shot ထပ် shot ဘယ်လောက်နဲ့ပဲတိုက်ခိုင်းလဲအယောက်300နဲ့ပဲတိုက်ခိုင်းတယ်ဘာဖြစ်လို့လဲသူ့ဘုံတော်ထင်ရှားဖို့ဒီလိုဒီနီးပြူဟာကောင်းလို့တိုက်ရခတ်ရကောင်းလို့မဟုတ်ဘူးကိုတော့ကြောင်သာဖြစ်တယ်ဆိုတာဝန်ခံနိုင်ဘူးသူရဲ့စစ်သားကိုအမြဲတမ်း shot ခိုင်းနေခြင်းဖြစ်တယ်ပြီးလို့ရှိရင်ဒါဝိရဲ့ကြီးမားသောအဖြစ်ကဘာလဲသူရဲ့စစ်သားတွေကိုရည်တွက်တာဘာဖြစ်လို့ဒီစစ်သားဘယ်လောက်ရှိတယ်ဆိုတော့ရည်တွက်တာလဲသူတို့အကြောင်းနိုင်တာမှမဟုတ်တာဒီလဲတွေအကြောင်းဒီမြင်းတွေအကြောင်းဒီလက်နက်တွေအကြောင်းဒီအတွေ့အကြုံတွေအကြောင်းပြောတော့တာလွယ်တာနော်ကျွန်တော်တို့လည်းခဏဒီနေရာမှာကျွန်တော်ဆိုရင်လမ်းလွဲတတ်တယ်ဘာဖြစ်လို့ဒီလုပ်ငန်းမှာဘယ်လိုမျိုးဝင်သွားသူတို့ကကျွန်တော်အတွေ့အကြုံကိုကြည့်ပြီးမှကြိုက်သွားလို့မဟုတ်ဘူးဖခင်ကြောင့်ဖခင်ပြင်ဆင်ပေးလို့ဟာလေလုယာဒီကမှာမင်းတို့ကရှာတတ်တယ်နော်ကလေးတွေကအကုန်လိမ်မာကြတယ်နော်သူတို့ငယ်ကလေးကပြုစုပြူးထောင်တာလေမနေ့တစ်ချိန်ညတစ်ချိန်သူတို့ကိုဆုံးမတာလေအဲ့ဒါလည်းမဟုတ်ပြန်ဘူးကိုအားကိုလွန်ခြင်းကိုကြောင့်ကိုလုံးမကိုရတယ်ဆိုတဲ့အရာကမိတ္တဟာယကိုပြည့်စေတာဖြစ်တယ်ကိုရောအကြောင်းပါကိုရောအကြောင်းတတ်ပါကိုရောပေးလို့ကျွန်တော်တို့ရနေတာပါကိုရောကယ်လို့ကျွန်တော်လွတ်မြောက်တာပါကိုရောကြွေးလို့ကျွန်တော်စားနေရတာပါကိုရောအခွင့်ပေးလို့ကျွန်တော်အသက်ရှင်နေတာပါလုံးညီကိုခြင်းကမိတ္တဟာယကိုဖြစ်စေတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်မောင်းထုတ်ရမယ့်ဒုတိယအရန်သူကကိုအားကိုလွန်ခြင်းကိုအားကိုလွန်ခြင်းသို့မဟုတ်ဖယားကိုမမီကိုခြင်းမကိုးစားခြင်းဖြစ်တယ်တတိယနဲ့နောက်ဆုံးတောင်ပေါ်ကနေမောင်းထုတ်ရမယ့်လူကတာလမဲတာမိုင်းသူရဲ့နာမည်အဓိပ္ပာယ်က foreman pharaoh foreman ဆိုတာကဒီလေထဲမှာကျွန်တော်ကြည့်လို့ရှိရင်သရိษံတွေနဲ့ထုံရက်တဲ့အခါမှာထုံရက်တဲ့နေရာကခြိုက်သွားတယ်မလားဒီအရာကတာလမဲအဓိကပြောချင်တာကဘာလဲဆိုတော့လောကဆန်လွန်ခြင်းမြေကြီးကိုဆွဲလန်းလွန်ခြင်းဖြစ်တယ်တိတ်ကြတယ်မြေကြီးနဲ့မြေကြီးအရာကိုဆွဲလန်းလွန်နေတဲ့၍ဖခင်နဲ့ကောင်းသောမိတ္တာရနိုင်မှာမဟုတ်ဘူးခါလေကြရင်ဘသူကမှပြောတာမဟုတ်ကိုယ်တိုင်လည်းဖြစ်တတ်တယ်ဖခင်မျက်နာကိုရှာတယ်ဖခင်မျက်နာကိုရှာတယ်ဖခင်မျက်မှောက်တော်တဲ့ကိုတိုးဝင်တယ်ပြီးလို့ရှိရင်ကျွန်တော်အဓိကလူချင်တာကဟိုပစ္စည်းတွေဒီပစ္စည်းတွေကိုတော့ဒါရမှဖြစ်မယ်နော်ဆိုတဲ့ဟာမျိုးဖြစ်နေတတ်တယ်မြေကြီးအရာကိုဆွဲလန်းနေတဲ့ရွေးကတော့ဟေဘရုန်တောင်မိတ္တာဟာယတောင်ကိုကျွန်တော်ကောင်းမတက်နိုင်ဘူးသူတို့ကတားဆီးနေတာဖြစ်တယ်အဲ့ဒါကြောင့်ကျမ်းစာထဲမှာမြေကြီးအရာကိုမဆွဲလန်းနဲ့အထက်နဲ့ဆိုင်သောအရာကိုပဲဆွဲလန်းပါအမြဲတမ်းပြောနေတာဖြစ်တယ်အဲ့ဒါကြောင့်ခုနအပေါ်မှာပြောတဲ့လူ2ယောက်ရှင်ပြတဲ့အရာသူ့ရဲ့ကြွားချချက်ကပါလဲတချို့ကလောဘမရှိဘူးသူ့ခွဲတန်းလေးပဲတောင်းတယ်တချို့ကရန်လောဘကြီးတယ်ဒါပေမဲ့လောဘကြီးတဲ့လူကဖျားဘုံတော်အတွက်ဖျားနဲ့တာ၍နီးဖို့အတွက်တောင်းဆိုတာဖြစ်တဲ့အတွက်ကြောင့်ဖျားကဒီဆုတောင်းတွေကိုကြီးနက်ကိုပေးတာအာမင်တချို့ကကျတော့နည်းနည်းလေးပဲတောင်းပြီးမဲ့သူ့အတွက်ပဲသူကောင်းစားဖို့အတွက်ပဲသူအပျော်ပါဖို့အတွက်ပဲတောင်းနေတဲ့ခါကျတော့ဒါကဘုရားရဲ့စိတ်တော်နဲ့မတွေ့ဘူးဆိုတော့လောကအရာကျမ်းစာထဲမှာဆိုလို့ရှိရင်ပီတာဆိုလို့ရှိရင်ယေရှုကိုတအားချစ်တယ်လောကမှာရှိတဲ့စိတ်နဲ့ချစ်တာတငယ်ချင်းမိတ်ဆွေညီအကိုလိုချစ်တာအဲ့ဒါအကြောင်းဘုရားကဘယ်လိုပဲကြံစီအသေးခံမဆိုအကိုတော့မသေးရဘူးဒါဆိုလောကချစ်စိတ်နဲ့ညီအကိုချစ်စိတ်နဲ့တအားချစ်တာအထိမခံဘူးအဲ့ဒါကလည်းလောကဆန်လွန်ခြင်းဖြစ်တယ်ကိုရောအလိုတိုင်းပဲအဲ့ဒါကိုဝန်ခံတတ်ဖို့ကျွန်တော်အမြဲတမ်းလိုအပ်နေတာဖြစ်တယ်တပည့်တော်တွေဆိုလို့ရှိရင်ယေရှုကိုချစ်တာမှန်တယ်ဒါပေမဲ့သူကဘာနဲ့ပေါင်းပြီးမှချစ်တယ်လဲဆိုတော့လူမျိုးချစ်စိတ်နဲ့နိုင်ငံရေးပါပြစ်လိုက်တာသူက
အဲ့တော့အနေခံရတာကြာပြီရှင်ဘရင်ဆိုလို့ရှိရင်ဒီယောမတွေကိုပြန်ချဲမယ်ဒါမျိုးခါလေးကျကျွန်တော်တို့အမျိုးကိုချစ်တာလူမျိုးကိုချစ်တာပြီးလို့ရှိရင်နိုင်ငံကိုချစ်တာလောကဆန်လွန်းခြင်းဆိုလို့ရှိရင်ဒါကဘုရားနဲ့မိတ္တဟာယကိုပြည့်စေတာဖြစ်တယ်လောကမိသားစုဆိုလို့ရှိရင်လောကကိုအထူးဆွဲလန်းတဲ့မိသားစုပဲwarning ပေးတယ်ဒီမြို့ကြီးကိုဘုရားကပြည့်စည်တော့မယ်တိရသားနဲ့မထွက်ဘူးမထွက်တော့ဘုရားရဲ့မေတ္တာကဘယ်လောက်ကြီးတယ်လဲဆိုတော့မရရအောင်ဆွဲခေါ်တယ်ပြီးလို့ရှိရင်ဟိုးတောင်ထိပ်ထိပြင်းတော့တဝက်လောက်ဆိုရပြီလေလွတ်လောက်ပြီဒီကနေဆိုမပူလောက်ဘူးဒီနေ့ကယုံကြည်သူတွေမှာအဲ့ဒါကပါလဲဒီလောက်လေးနဲ့ကဲတင်ချင်းမဆုံးရှုံးပါဘူးဒါပေမဲ့သူမိတ္တာဟာယကိုဘယ်တော့မှမရှာတော့ဘူးပြီးရင်သူ့အမျိုးသမီးကနောက်ပြန်လှည့်ကြည့်ပြီးမှစားတိုင်ဖြစ်သွားတယ်ခုနပြောတဲ့ဂေဟာစီဆိုလို့ရှိရင်သူလောကအရာကိုတအားဆွဲလန်းတဲ့အခါမှာခဏတပြိုးတော့ရပါတယ်ဒါပေမဲ့ကျမ်းစာဟာပြောတဲ့အတိုင်းဆိုလို့ရှိရင်နာမန်ရဲ့နူနာကသူ့ဟာသူပျောက်သွားပြီနတ်ဆိုးလိုပဲထင်တယ်ပျောက်သွားပြီမဲ့အဲ့နူနာကဂေစီပေါ်ရောက်သွားတာအဲ့ဒါကြောင့်ကျွန်တော်တို့ဒီနေ့အဆုံးသတ်ဆိုလို့ရှိရင် give me this mountain give me a mountain မဟုတ်ဘူး give me mountains မဟုတ်ဘူးဘယ်တစ်ခုလဲဆိုတော့ကိုရောဂတိပေးတဲ့တစ်ခုဒီတစ်ခုတော့ကျွန်တော်ရအောင်လိုချင်တယ်ပြီးလို့ရှိရင်ဒီတောင်ကပါလဲမိတ္တဟာယအတွက်ပဲဖြစ်တယ်ကိုရောနဲ့တာ၍နီးကပ်ဖို့ကိုရောကိုတာ၍အားကိုဖို့ကိုရောကိုတာ၍ချစ်ဖို့နေရာကိုကျွန်တော်တို့လူလားတောင်းတစိတ်နဲ့တောင်းဆိုရမှာဖြစ်တယ်ပြီးလို့ရှိရင်ကိုရောအလိုတော်အတိုင်းကိုရောအတူပါရှိရဲ့ကိုရောစကားတော်ပါတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီအရာတွေကိုနင်ထုံးနိုင်တယ်ပြီးလို့ရှိရင်ကျွန်တော်ဟေဘရွန်ဆိုတဲ့တောင်ကိုပိုင်ဆိုင်ဖို့ဟေဘရွန်ဆိုတာလောကအရာနဲ့မမြင်ဘဲနဲ့မိတ္တဟာယပြုခြင်းပေါင်းဖော်ခြင်းယဉ်ကျေးချမ်းဝင်ခြင်းဆိုတဲ့တောင်ကိုကျွန်တော်တို့တိမ့်ပိုက်မဲ့အခါမှာမောင်းထုတ်ရမယ်ရန်သူက3ယောက်ပထမတစ်ခုကမာမနာထောင်လွှားခြင်းဒုတိယကကိုအားကိုလွန်ခြင်းဖျားကိုအားမကိုခြင်းမကိုစားခြင်းပြီးလို့ရှိရင်လောကဆန်လွန်ခြင်းဒီရန်သူ3ပါးကဒီတောင်ထိပ်မှာယဉ်ကျေးချမ်းဝင်မှုတောင်ထိပ်မှာထိုင်နေတာဖြစ်တဲ့အတွက်ကြောင့်ဒီတောင်ကိုတိမ့်ပိုက်ဖို့ဆိုလို့ရှိရင်ဒီ3ယောက်ကိုကျွန်တော်မောင်းထုတ်မှရမှာဖြစ်တယ်ဟာလေလုယာဖျားရဲ့စကားအားဖြင့်ဖျားအတူပါရှိခြင်းအားဖြင့်ကျွန်တော်မောင်းထုတ်နိုင်မှာဖြစ်တယ်ဒီနေရာမှာမောင်းထုတ်ပြီးမှတကယ်တိမ့်ပိုက်ပြီးဟဲ့ဆိုလို့ရှိရင်ဓမ္မဟောင်းထဲမှာတောက်လျှောက်ဂတိတော်ထားတဲ့ယူဒရှင်ဘရင်နန်းတက်ဖို့နေရာအုပ်ဆိုးဖို့နေရာအစာပြုတ်ခြင်းဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ဒီနေ့ခေတ်မှာလက်ဝါးကားတိုင်းတာ၍နေစီဖို့ကျွန်တော်တို့ချင်းကပ်ဖို့ဖြစ်တယ်ဒီနေရာမှာပဲကျွန်တော်တို့ရှင်ဘရင်ဖြစ်တဲ့ခုနောက်လာဆိုခရစ်စမတ်ရောက်တော့မယ်သခင်ယေရှုရှင်ဘရင်အဖြစ်စိုးစံနိုင်ဖို့ကဒီတောင်ဒီအရာသုံးခုဖယ်ထားပြီးမှရှင်းလင်းထားတဲ့တောင်မှာသူနေရာယူနိုင်မှာဖြစ်တယ်ဆိုတော့ဒီနှုတ်ကပတ်တော်အပြင်အရောက်တိုင်းဘုရားရှင်ကောင်းချီးပေးပါစေကျေးဇူးတင်တယ်